အားလုံးပဲမင်္ဂလာပါအခုကတော့ကီချင်သွားမှာဖြစ်ပါတယ်အဲ့တော့ကီလိလာကြည့်ရတဲ့လောက်ပေါ့နော်ချင်နှစ်မျိုးနဲ့စားရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင်တခုကကြတော့သူက branch တွေအများကြီးရှိပြီးတော့ကိုက member ကြီးသွင်းလိုက်ပြီးသွားပြီဆိုလို့ရှိရင်ကြိုက်တဲ့ branch မှာသွားဆော်လို့ရတဲ့ချင်မျိုးရှိမယ်ပြီးတော့တော့ branch တွေမဟုတ်ဘဲနဲ့ဒီတိုင်းရိုးရိုးချင်းပေါ့နော်အဲ့တော့ချင်းမန်မာကြီးတွေကများသောအားဖြင့်2လ3လဆိုလို့ရှိရင်2လ3လ package ရှိမယ်6လတစ်နှစ်အဲ့လိုမျိုး package တွေရှိရဲပေါ့နော်အဲ့ခါကျတော့ကိုကတစ်နှစ်နေထားနဲ့အပ်မယ်ဆိုလို့ရှိရင်မန်မာကြီးပို့ပြီးတော့တက်တာလေးပေါ့နော်ပြီးတော့နောက်တစ်ခုရှိတာတော့ hold လောက်ထားလို့ရတယ်ဆိုတဲ့ဟာမျိုးရှိရဲပေါ့နော်ဥပမာဆိုရင်ကီတို့စောင်းနေပါရဲဆိုအပြင်ထွက်ရတာအခက်ခဲရှိရဲပေါ့နော်မနှင်းနေပါရင်လည်းကိုကအပြင်မှာသွားပြီးချင်းမစော့ခြင်းဘူးထားပါတော့ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကြောင့် injury ပဲဖြစ်ဖြစ်တစ်ခုခုကြောင့်မို့လို့ဂျင်တစ်နှစ်စာတွင်းထားပြီးတော့ဂျားထဲမှာဘယ်နှစ်ရက်လောက်ရက်နာထားခြင်းလဲဆိုလို့ရှိရင်ရက်နာလို့ရတဲ့ package တွေကကြတော့6လနဲ့အထက်တစ်နှစ်အဲ့လို package တွေမှာလုပ်လို့ရတာမျိုးလေးပါတယ်ပေါ့နော်ပြီးတော့ဒီခုနကပြောတဲ့ branch တွေအများကြီးရှိတဲ့ဂျင်မျိုးကကြတော့ကိုကထားပါတော့365ရက် package ဝယ်ထားတယ် branch တိုင်းမှာဝင်ဆော့လို့ရတဲ့ဟာမျိုးဝယ်ထားတယ်ဆိုလို့ရှင်ကိုက gym တစ်ခုထဲမှာမဟုတ်ဘဲနဲ့သူ့ရဲ့ branch တွေမှာကိုဖဲနေရပဲသွားပြီးတော့ဝင်ဆော့လို့ရတဲ့ပုံစံမျိုးလေးရှိရပေါ့နော်အဲ့လိုမျိုးနှစ်မျိုးနဲ့စာရှိတယ်ဆိုတာလေးကိုကေလိလာမိတဲ့လောက်လေးကိုပြောပြပေးရဖြစ်ပါတယ်နောက်ပြီးတော့ဒီမှာကကီတို့ဂျင်သွားရဲဆိုလို့ရှိရင်မန်ဘာကြီးသွင်းပြီးဂျင်သွားရဲဆိုလို့ရှိရင်စက်ပစ္စည်းသုံးပြုပုံနေပေါ့နော်ဒီဂျင်ဆက်တွေသုံးပုံတွေကိုじゃတီးတန့် trainer ကလာပြောပြပေးရမျိုးမရှိတော့ဘူးပေါ့နော်မြန်မာမှာတော့ဆိုရင်ကီမှတ်မိတဲ့လောက်ဆိုရင်နည်းနည်းတော့ကြာပြီပေါ့နော်အဲ့တော့ဆိုရင်တော့ trainer ဒီ stand by ရှိနေရပေါ့နော်ဂျင်မှာအများတန်းရှိနေတဲ့ trainer ကနေပြီးတော့ကိုကမေးလိုက်တယ်ဆိုရင်လာပြောပြတာမျိုးရှိလိမ့်မယ်ပေါ့ဒီမှာကျတော့ကိုက personal trainer တက်ငှားမှသာနေအဲ့လိုမျိုးအသေးစိတ်ထပ်ပြီးတော့ပုံစံနေပါမှန်နေကြည့်ပြီးမှမျိုးပေါ့နော် personal trainer တွေကလည်းသူအတီးတီးဈေးနှုန်းလေးရှိရပေါ့နော်အဲ့တော့ကီကတော့လောလောဆယ် PT မငားပဲနဲ့ကိုကကိုပဲလေ့လာပြီးအရင်ဆော့နေစေကာလာပေါ့နော်ပြီးတော့ကိုရောအခုလက်ရှိ gym ဆော့နေလားဒါမှမဟုတ်အိမ်မှာပဲ home workout လေးလုပ်နေလားပေါ့နော်အဲ့တော့အဲ့လိုမျိုးဝေမျှခြင်းတဲ့အကြောင်းလေးရှိရဆိုလို့ရှင်လေဒီဗီဒီယိုအောက်မှာ comment မှန်ခင်လို့ရပါတယ်နောက်ဗီဒီယိုမှာဆုံကြပါမယ်တတနေပူလိုက်